မင်္ဂလာပါရှင်ဒီနေ့မြင်းခွာရဲ့ချင်းငယ်ဆက်သုံးနည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်မြင်းခွာရဲ့ဟာမျက်စိနဲ့ကြောက်ကကျန်းမာရေးအတွက်ထောက်ကူပြုတဲ့ဆေးပင်ဝင်အပေတစ်မျိုးလည်းဖြစ်ပါတယ်ရှင်ကျွန်မကတော့မြင်းခွာရဲ့ကိုအရက်နဲ့တက်လို့မကြာခဏတုပ်စားဖြစ်ပါတယ်ပထမဦးဆုံးရေဆေးသက်စစ်ထားတဲ့မြင်းခွာရဲ့တွေကိုအတူမပါလေးလီးပြီးလို့ရှိရင်သုံးမဲ့စလုံးထဲကိုထည့်ထားပေးလိုက်ပါတယ်ပြီးရင်စစ်တော်နီလေးတွေကိုမထူမပါလေးလီးပြီးလို့ရှိရင်ဆက်သက်လှုပ်ထားလိုက်ပါတယ်ခန်းကျင်ပြီးလေးတွေကိုလည်းပါလေးလီးပြီးလို့ရှိရင်အတုပ်လုပ်ဖို့အတွက်ဆက်သက်လှုပ်ထားလိုက်ပါတယ်ဒီနေရာမှာကျွန်မကတော့ခရမ်းချစ်တီအများကြီးမချိုက်လို့ခရမ်းချစ်တီလေးတစ်လုံးပဲထည့်ထားပါတယ်တန်ရာတီးလေးတစ်လုံးကိုလည်းပဲအတုပ်ထဲကိုထည့်ဖို့အတွက်စစ်သက်လီးပြီးလို့ရှိရင်အစိကလေးထုတ်ပြီးတော့စစ်သက်လှုပ်ထားလိုက်ပါတယ်ရှင်မြေရဲတော်လေးတွေကိုထောင်းပြီးလို့ရှိရင်ဆက်သက်လုပ်ထားပါမယ်မြေရဲလေးတွေကအခေါ်ပါနေတဲ့အတွက်ကြောင့်မို့ပြီးတော့မှကျွန်မကတော့အဲ့ဒီအခေါ်လေးတွေကိုတက်စစ်လိုက်ပါတယ်ပြီးရင်ပစော6လေးတွေကိုရေးစေးထားတဲ့ပစော6လေးတွေကိုထောင်းပြီးတော့ဆက်သက်လုပ်ထားပါမယ်ပစော6လေးတွေကိုမကြေးတကြေးလေးထောင်းထားပါတယ်ရှင်လိုအပ်တာလေးတွေအစစ်သက်ဖြစ်ပြီဆိုတော့အသုတ်တုပ်ကိုဆောက်လိုက်ရအောင်နော်မြက်ခွာရဲ့သုံးမဲ့စလုံးထဲကိုမြက်ခွာရဲ့ထည့်ထားပြီးပါပြီပြီးရင်စစ်တော်နီလေးထည့်လိုက်ပါတယ်ခရမ်းချီတီလေးတွေထည့်လိုက်ပါမယ်ပြီးရင်စောစောကထောင်းလာတဲ့ပစော6လေးတွေထည့်ပါမယ်ပြီးရင်မြေထဲထောင်းထားတဲ့ထားလေးတွေကိုထည့်ပါမယ်ဒီရဲကိုလည်းဒီနေရာမှာကျွန်မကတော့နှစ်ပိုက်ကျိုးလေးတွေလောက်ပဲထားမှပါတယ်ပြီးရင်ကျက်တော်ကြော်လေးကိုထည့်လိုက်ပါမယ်ကျက်တော်ကြော်ကကျက်တော်စီလေးပါကျွန်မကနည်းနည်းလေးပို့ထည့်လိုက်ပါတယ်ပြီးရင်ပဲမုတ်လေးထည့်ပါတယ်ဒီဒီမုတ်ကိုလည်းမိမိနဲ့တက်လောက်ထည့်လို့ရပါတယ်ကျွန်မကတော့အရင်အဆက်ကြီးမကြိတ်လို့အဆက်ကိုတစ်စောလောက်ပဲထည့်လိုက်ပါတယ်ချုံမုတ်လေးနည်းနည်းထည့်ပါတယ်အကြားလေးနည်းနည်းထည့်ပါမယ်ငါးငံပြာရည်လေးနည်းနည်းထည့်လိုက်ပါတယ်ဒီနေရာမှာကျွန်မကတော့ကင်းမုံငံပြာရည်လေးသုံးထားပါတယ်ရှင်တံမြာတီအချင်းကိုလည်းလိုတလောက်ညစ်လို့ရပါတယ်ကျွန်မကအချင်းကကက်လေးထိတ်လို့တံမြာတီတစ်လုံးစာကိုသုံးထားပါတယ်ရှင်ပြီးသွားပြီဆိုရင်အကုန်လုံးထည့်ပြီးသွားပြီမို့လို့တမအောင်နဲ့အောင်ဇောလေးနဲ့ရင်မွေးပေးလိုက်ပါတယ်အရသာလေးတွေမြင်းခွာရွတ်ထဲဝင်အောင်လို့ကျွန်မကတော့လက်ကလေးနဲ့ထပ်ပြီးတော့တေးချနှက်ဖက်လိုက်ပါတယ်ရှင်အနက်ကလေးကအရမ်းမွေးပြီးတော့အရမ်းကိုစားချင်စပွဲဆွဲဆောင်နေတဲ့အတုပ်လေးပါရှင်အခုဆိုရင်မြင်းခွာရဲ့ချင်းငယ်ဆက်တုပ်ကလေးဟာအစစ်သက်ဖြစ်ပြီးမို့ထမင်းပူပူလေးနဲ့တွဲဖက်စားလို့အရမ်းလိုက်တဲ့ချင်းငယ်ဆက်မြင်းခွာရဲ့တုပ်လေးပါရှင်ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင် like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်